မင်္ဂလာပါရှင်ကျမတို့အဖွဲ့ကအခုစိန်ရန်ကန်းချီကိုသွားနေတာဖြစ်ပါတယ်ကျမစကားတွေတအားပြောပါတယ်ရန်ကုန်နဲ့မနီးမဝေးကစိန်ရန်ကန်းချီတွေကိုသွားလေမှာဖြစ်ပါတယ်ဒီဘလော့လေးကိုပြီးတဲ့ကြည့်ပေးကြပါဦးနော်တကယ်ချင်းတို့လည်းအားလက်ရက်တွေပိတ်ရက်ကလေးတွေမှာသားသမီးတွေကိုလိုက်ပို့ချင်တာပဲဖြစ်ဖြစ်အပန်းဖြေချင်တာပဲဖြစ်ဖြစ်အရန်အဝေးကြီးလည်းမသွားပြဘူးဆိုလို့ရှိရင်နီးနီးနားလေးနဲ့ပျော်ဖို့ကောင်းတဲ့နေရာလေးစိတ်ပန်းပြင်မဲ့နေရာလေးကိုသွားလို့ရပါတယ်ချစ်တငယ်ချင်းတို့သွားခြင်းသွားလို့ရအောင်ဒီဘလော့လေးကိုရိုက်ကူးပြီးတင်ပေးတာဖြစ်ပါတယ်ရှင်အဆုံးထိကြည့်ပေးကြပါအောင်နော်လမ်းမှာကားသွားလာရရှိပါတယ်โอ้ကောင်းငင်နဲ့လှရှုခင်းနေနဲ့လှကျမတို့သွားတာနည်းနည်းနောက်ကျသွားပါတယ်ဖြစ်နိုင်တော့မနဲ့စောစောလေးထွက်ရင်ပို့ပြီးအဆင်ပြေပါတယ်ကျမကစေကူတဲ့တဲ့အချိန်ကောက်ထွက်တာဖြစ်တဲ့အတွက်နေ့လယ်12နာရီဖြစ်နေပါတယ်ရန်ကုန်ကနေပြီးတော့စိန်နန်းကန်းချီကိုအသွားပြန်မိုင်90ရှိပါတယ်ရှင်မိုင်90အသွားပြန်မိုင်90ပါနည်းနည်းတော့လှမ်းတယ်လို့ပြောလို့ရတာပေါ့နော်ဒါမဲ့ရအောင်သွားကြည့်ပါအောင်ရှင်ငယ်ချင်းတို့ရေရှင်မစစ်စစ်ခိတ်လာမသိဆက်သွားပါတယ်ကျမတို့တွေလမ်းဘေးဝဲရရှုကင်းလေးလည်းရိုက်ပြထားတာပေါ့နော်အခုကတဝက်လောက်ကျိုးပြီလားတော့မသိဘူးရှင်ခီးရကားသွားလာရလည်းရှိပါတယ်တအားကြီးတော့ကားတွေများနေတာမဟုတ်ပေမဲ့လုံးဝလူပြတ်နေတဲ့နေရာလည်းမဟုတ်ပါဘူးအေးရှင်ပါဒါကျမတို့အိမ်ကဆရာကြီးပါဆရာကြီးကတော့ဘယ်နေရာသွားပါပါတယ်ဆရာကြီးရထားခဲ့ကိုလည်းမနေပါဘူးဆရာကြီးကပတ်ဝန်းကျင်ရဲ့ရှုခင်းလေးကိုခံစားနေပါတယ်အလှပတွေခံစားနေပါတယ်ဆရာကြီးကဆရာကြီးကဒီမှာရှုခင်းလေးကြည့်နေသူကဆက်သွားပါတယ်မိုးရင်းမိုင်းဆိုရင်တော့လမ်းပြဝဲရလေးရစင်းစင်းဆိုလေးဖြစ်မြင်မယ်ထင်တာပဲเนาะအခုကတော့ຫນွေကူးဆိုတော့အပင်စင်းစင်းလေးတွေနည်းနေတာပေါ့ဒေကွင်းလေးတွေမှာ6ကတ်နေရပါတော့အဲ့ဒီသွားလာနေတာအများကြီးပဲကျမတို့လိုပဲကန်းချီသွားတာဖြစ်မယ်ထင်တယ်နေတအားပူတော့ကောင်းကင်ကြီးကလှနေရပဲဒီမှာကျမလမ်းမှာနေပူပူထဲမှာနေကြကင်းထဲမှာဝင်ပြီးတော့TikTokဆော့ပါတယ်ဓာတ်ပုံရိုက်ပါတယ်နေကြပန်းနဲ့အားလာပါတယ်ဘာလို့ရမှန်းလည်းမသိတော့နေကြပန်းပွင့်ကိုကျမကုန်းနှမ်းလိုက်ပါတယ်နည်းနည်းပေးလိုက်ပါတယ်ပြီးတော့ကျမနေကြကင်းနဲ့ရှောက်ပတ်သွားနေပါတယ်နေဘူးထဲမှာပေါ့ရှင်ကျမနေကြကင်းကိုပတ်ကြည့်ပါတယ်ဘယ်ပန်းပွင့်အကြီးဆုံးလဲပေါ့ကျမပြန်လာပါပြီနေကြပန်းကြီးအရန်လာတယ်ရှင်ဒါကျမတို့ဆက်သွားတာဆိုရင်ရောက်တော့မှာပေါ့နော်အုံးမင်တန်းလေးရှင်တလန်းလုံးမှာအုံးမင်လေးတွေကြီးပဲအုံးသီးတွေလည်းရှိတယ်ဒီအုံးမင်တန်းလေးနားရောက်လို့ရှိရင်တော့ကန်းချီနဲ့တိတ်မွေးတော့လို့ပြောပါတယ်ရွာဘေးမှာလည်းရွာလေးတွေရှိတယ်တလန်းလုံးမှာဒီဘက်ချမ်းရောက်သွားလို့ရှိရင်အဲ့အုံးမင်တန်းလေးတွေရှိတယ်အုံးမင်တန်းလေးတွေရောက်လို့ရှိရင်စိန်တန်းကန်းချီကိုရောက်ဖို့တိတ်မလိုတော့ပါဘူးလို့ပြောပါတယ်ကဲကျမတို့ရောက်တော့မှာဖြစ်ပါတယ်စိန်တန်းကန်းချီကိုရောက်ပါတော့မယ်ရှင်ရောက်သွားပြီရှင်စိန်တန်းကန်းချီကိုအခုကျမတို့ရောက်တဲ့ချိန်မှာတော့ရေကျနေပါတယ်
ကျမတို့ရောက်တာနေ့လယ်2 နာရီဖြစ်နေပြီဆိုတဲ့အတွက်ရေကကျနေတယ်ဒါပေမဲ့3 နာရီခွဲ4 နာရီလောက်ရေပြန်တက်မယ်လို့ပြောပါတယ်ဒီမှာရှင်ကျမကားပေါ်ကနေရိုက်ပြထားတာပါအောင်မစင်ရသေးပါဘူးရေကတော့ကျနေပါတယ်လူတွေတော့ရှိရရှင်ကားတွေလည်းအများကြီးပဲလူတွေလည်းအများကြီးပဲကောင်းကင်လာရနော်မာကားကြီးလည်းဝင်လာတယ်အဲ့ဒီအောက်မှာလည်းလူတွေအများကြီးရှိတယ်ရှင်ထိုင်နေကြတာစားတောက်နေကြတာကျမတို့ထိုင်တဲ့ဆိုင်လေးပါဆိုင်လေးပေါ်ကနေကျမရိုက်ပြနေတာပါနေတော့နည်းနည်းပူတယ်ကျမတို့ကတော့ဆိုင်ပေါ်မှာထိုင်နေအောက်မှာလည်းထိုင်လို့ရတယ်ဆိုင်အောက်မှာလည်းထိုင်လို့ရတယ်ဟိုအခုမြင်နေတဲ့နေရာမှာလည်းထိုင်လို့ရပါတယ်ကျမတို့ကဆိုင်အပေါ်တက်မှာထိုင်နေဆိုတာခွေးလေးပါလာလို့ပါအော်မရေသူထင်းနဲ့ရေသူမနဲ့ရှင်သူတို့တွေလည်းပဲနေပူနေပါတယ်နေပူနေတော့ကျမဒါလမ်းလျှောက်ပြီးရိုက်ပြထားတာပါဈေးတဲ့လည်းစုံပါတယ်ငါတလောက်ကြော်လဲကောင်းတယ်ပစုံကြော်လဲကောင်းတယ်ကနန်းလဲကောင်းတယ်ရေတက်လို့ရှိရင်အခုဒီနေရာဒီမြေကြီးတွေမြေနေရာဒီရေကတက်တာလို့ပြောပါတယ်ရေမတက်ခင်တော့အနာဒီရေမရောက်ခင်ကျမတို့ပြန်มาပါဆိုင်လေးတွေကအလိုလေးတွေပါဘော်ထဲမှာတက်ထိုင်လည်းရပါတယ်အောက်မှာလည်းရတယ်အပြင်မှာအလိုအမိုးလေးနဲ့ထိုင်ရင်လည်းရတယ်ပြောကြကောင်းပါတယ်ကျမတို့က3 နာရီခွဲ4 နာရီကြော်လောက်မှပြန်လာပါတယ်ရှင်ဒါကတော့ကျမမြင်းမော်တက်ပြီးဓာတ်ပုံရိုက်တာပေါ့ရှင်ဘိုင်ဘိုင်